ညီမလေးကတော့ခန်းရောင်ပန်းလေးဝဲလာပဲဆိုပြီးတော့ညီကိုတော့ကိုကြွားနေပါတယ်အဲ့ချိန်မှာညီကိုတော့ထဲကတယောက်ကတော့ခန်းရောင်ကြိုက်တယ်ဆိုရင်လက်ဆောင်ပေးမယ်ဆိုပြီးတော့ Lamborghini ကားတော့ကိုလက်ဆောင်ပေးပါတယ်အဲ့ချိန်မှာညီမလေးက380ဆိုတဲ့အတွက်ကြောင့်မလို့အရန်ဈေးကြီးတယ်ဆိုပြီးတော့မှလန့်သွားပါတယ်အဲ့ချိန်မှာညီကိုတော့ကရီးနေပြီးတော့ဒီအတွက်ကမမဖြစ်ပါဘူးငါတို့အတွက်ကဒီလောက်ကတော့ AC ပါဆိုတဲ့ပုံစံမျိုးနဲ့ပြန်ပြောတယ်အဲ့ချိန်မှာသူတို့ရဲ့ချမ်းသာကြွားမှုကိုရှင်းပြတယ်ဥပမာဒီစံသီးတသီးကတော့တလောက်ပဲရှိတယ်ဆိုရင်ဒီစံသီးသူတို့ရဲ့ပိုင်ဆိုင်မှုကဒီစံမော်လောက်ရှိတယ်ပေါ့နော်အဲ့ချိန်မှာဒီစံသီးလောက်လေးနည်းနည်းလေးထုတ်ပြီးတော့လက်ပုံကနေဝယ်လိုက်တဲ့အတွက်ကြောင့်မလို့ဒီစံမုန်ကြီးထိခိုက်သွားလာလို့ပြီးတော့ညီမလေးကတော့လုံးဝမထိခိုက်ဘူးလို့ပြောပါတယ်အဲ့ချိန်မှာတော့သူတို့ညီကိုတော့ကတော့ညီမလေးကိုဒီလိုက်ပေါ့နော်လိုက်လွှဲမဲ့ model တွေကတယောက်ရေးဖို့အတွက်ကိုပြီးလိုက်တယ်လိုက်လွှဲမဲ့ model တွေကအဲ့လောက်တော့များနေလားဆိုပြီးညီမလေးကအံ့ဩနေတယ်ဒါပေမဲ့ညီမလေးကတော့ဒီလိုက်လွှဲတဲ့ model တွေကဒီမှာသူ့ရဲ့တငယ်ချင်းကိုရွေးချယ်ပေးလိုက်တယ်အဲ့ချိန်မှာဒီလိုညီကိုတွေကတယောက်ကလည်းအဲ့ပွဲကိုမင်းကယာယီဥက္ခရအနေနဲ့သွားပါဆိုပြီးတော့ညီမလေးကိုတောင်းပေးလိုက်တယ်အဲ့ချိန်မှာမိမလေးကတော့ဒီထက်ရောက်တယ်ဆိုပေမဲ့မိမလေးရဲ့ကိုရန်တော်ကဥက္ခရာလို့ခေါ်တဲ့အတွက်မကြိုက်ဖက်နဲ့မခေါ်ဘဲနဲ့လို့ပြောတဲ့အတွက်ထိုင်ခိုင်းလိုက်တယ်ဒီချိန်မှာတော့တငယ်ချင်းရောက်လာတယ်ဆိုပေမဲ့တငယ်ချင်းကတော့ခက်ချစ်ချစ်ပဲမိမလေးကိုတုံ့ပြန်လိုက်တယ်အဲ့ချိန်မှာမိမလေးကတော့စာချုပ်ကိစ္စနဲ့ပတ်သက်တဲ့ဟာတွေကိုသူ့စီကိုပို့ဖိုင်ဖို့မယ်ဆိုပြီးပို့ရတဲ့အချိန်မှာသူ့ရဲ့ကျောင်းနေဘက်တငယ်ချင်းကမထင်မဲ့ဖက်နဲ့သူ့ကိုဘရော့လိုက်တယ်အဲ့ချိန်မှာကျောင်းနေဘက်တငယ်ချင်းကတော့သူ့ကိုပြန်ပြောတယ်ငါကဒီစာချုပ်ချုပ်ပြီးသွားပြီဆိုရင်ငါကတတိမကြီးဖြစ်သွားမယ်အဲ့တော့နည်းနည်းအစင်တမ်းတူတဲ့လူနဲ့ကိုနဲ့ထဲမှာမမှတ်ထားနိုင်ဘူးဆိုပြီးတော့ချစ်ချင်းငငယ်နဲ့ပြန်ပြောလိုက်တယ်အဲ့ချိန်မှာတော့မိမလေးကနေပြီးတော့မှပြုံပြုံနဲ့ပဲတကားကိုခြေတင်နဲ့ပြန်ပြောတယ်စာချုပ်ကိစ္စပေးမယ်ဆိုတော့မှဒီမိမလေးရဲ့တငယ်ချင်းကပြပြတလဲဖြစ်ပြီးဆိုဖြစ်သွားခါကျမှစကားချစ်တင်နေပြန်ပြောတယ်ဘာမှတ်စရာအကြောင်းရှိလဲဒါပေမဲ့ तू ကပြန်ပြောတယ်နင်တို့ဘာမဟုတ်တဲ့ဝန်ထမ်းလေးကငါ့ကိုအဲ့လိုလာပြောတဲ့ဘာအကြောင်းမှမရှိဘူးဆိုပြီးတော့မှပြန်ပြီးတော့ဒီကျောင်းနေဘက်တငယ်ချင်းနဲ့မိမလေးနဲ့အခြေတင်ဖြစ်နေကြတယ်အဲ့လိုနဲ့ပဲသူတို့ဒီပြင်မျိုးတန်းဆိုတဲ့အချိန်ကိုသူတို့နှစ်ယောက်သားပေါ့နော်ကျောင်းနေဘက်နဲ့ရဖြစ်နေတဲ့အချိန်နှစ်ယောက်သားကြီးကျယ်ခမ်းမရေးမှာတူတူတိတ်တိတ်ပေါ့နော်ကြီးကျယ်ဆိုတာတဲ့တူတူတိတ်တိတ်လေးရဖြစ်ပြီးနေကြတယ်စကနိုင်လူနေကြတယ်ပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့ဒီမိမလေးနဲ့မိမလေးကလည်းဒါသူ့ကိုပြောနေတယ်ဆိုပြီးတော့မှပြောတဲ့အချိန်မှာအရှိကစင်တင်ဆက်တဲ့လူကနေပြီးတော့စပြီးကြီးညာလိုက်ပါတယ်အဲ့တော့ဒီလိုက်လင်းလင်း model တစ်ကိုကြွပါဆိုပြီးပြောတဲ့အချိန်ပေါ့နော်အဲ့တော့ကြည်နေဆိုပြီးတော့မှထသွားတယ်အဲ့ချိန်မှာတော့ဒီဥက္ခရာရဲ့တဲ့တဲ့တောင်းကတားလိုက်ပြီးတော့မိမလေးကပြန်ပြောတယ်နင်တက်ဆရာမလို့ဘူးငါကိုယ်တိုင်တက်ပြီးသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့တက်သွားတယ်ဒါပေမဲ့မိမလေးကတော့ကြီးညာလိုက်ပါတယ်ဒီလိုက်လွှဲမဲ့လူကိုစာချုပ်မလုပ်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပါအဲ့ချိန်မှာတော့မိမလေးရဲ့ကျောင်းနေဘက်တငယ်ချင်းကဒီဝန်ထမ်းကိုဘာလို့အဲ့လိုပြစ်ထားလဲတားလို့ပြောတဲ့အချိန်မှာမိမလေးရဲ့ကိုရန်တော်ကတော့ဒါဟာဒီကုမ္ပဏီရဲ့ဒီအလှကုန်ကုမ္ပဏီရဲ့ယာယီဥက္ကဋ္ဌဖြစ်တယ်ဆိုတာကိုပြန်ပြောတယ်အဲ့ချိန်မှာတော့ကျောင်းနေဘက်တငယ်ချင်းကနည်းနည်းများတုံ့နှုတ်သွားတယ်အဲ့ချိန်မှာဒီမိမလေးရဲ့ဆုံးဖြတ်ချက်ကိုအလုံးလက်ခံလိုက်တယ်အဲ့ချိန်မှာဒီမင်းသမီးကပြောတယ်နင်ကဘာဖြစ်လို့ပြောတဲ့အချိန်မှာကျွန်တော်တို့ညီကို3အောင်ထဲကအကိုတယောက်ကဝင်လာတယ်အဲ့ချိန်မှာ तू ကတော့ဘာမှမသိပဲနဲ့ဒီအကိုတယောက်ကိုသွားပြီးတော့ဖားနေတယ်ဒီချိန်မှာအကိုတယောက်ကပြောတယ်ဒီပွဲကိုစီစဉ်တာမိမလေးပေါ့နော်အဲ့ချိန်မှာကတော့မင်းသမီးညမသိပဲနဲ့မင်းသမီးကိုပြန်ောက်တယ်မိမလေးရှိရဲဆိုတဲ့အကြောင်းဒါပေမဲ့ညီကို3အောင်ထဲကအကိုတယောက်ပြောတာကဒီအေရှင်ဒီတထေးကြီးရဲ့မိမလေးဆိုတာသူပဲဆိုတာသက်သေပြလိုက်တယ်အဲ့ချိန်မှာမင်းသမီးကတော့ပြမှုရှင်ပဲဟိုင်းဆိုပြီးတော့မှဒါသူတို့ဆုံးဖြတ်ချက်ဒီပြန်ပြောတဲ့ဆိုတဲ့သဘောပေါ့နော်ဒါသူတို့ဒီမဟုတ်တာပြောတဲ့ဟာတွေအကုန်လုံးကိုသူချစ်ချင်းငငယ်ပြောပြီးတော့မှလုံးဝလက်မခံလိုက်ဘူးပေါ့နော်အဲ့ချိန်မှာ तू ကတော့ပြန်ပြောတယ်ဒီကျောင်းနေပဲကျောင်းတူနေတဲ့မျက်နှာကိုထောက်ထားပေါ့နော်သူစီမှာပုံလေးတွေရှိတယ်ဆိုတဲ့အကြောင်းအဲ့ဒါလေးကိုထောက်ထားပြီးတော့မှဒီခုဖြစ်တဲ့ပြဿနာကိုဖြေလျှော့ပေးပါဆိုတဲ့ပြောတယ်အချိန်မှာကျောင်းနေဘက်တငယ်ချင်းကပုံကိုပို့လိုက်တယ်ဆိုပေမဲ့ညီမလေးကတော့လက်စားချေတဲ့ပုံစံမျိုးနဲ့သူ့ကို vlog ပြီးတော့မှဒီအချိန်တွေကလုံးဝဖြစ်နိုင်ဘူးလက်မခံဘူးဆိုတဲ့ပုံစံမျိုးကိုပြသသွားတယ်အဲ့ချိန်မှာပဲညီကို3ယောက်ကအပြင်မှာတွေ့ဆုံပြီးတော့